အားလုံးပဲမင်္ဂလာပါပိုတူထော်ပပိုင်အဲ့ဒီ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခုပြောပြသွားမယ့်အကြောင်းအရာလေးကတော့ဘန်ကောက်က Safari ကိုတွားလဲတဲ့အကြောင်းအရာလေးကိုညှောက်သွားမှာဖြစ်ပါတယ် Safari ဘောထဲထဲမှာဆိုလို့ရှိရင်ကုန်းနေသတ္တဝါကြီးထားတဲ့ Safari zone နဲ့ရေနေသတ္တဝါကြီးထားတဲ့ Marine zone ဆိုပြီးတော့အစုံခွဲထားရပေါ့နော်တိရစ္ဆာန်တွေအပြင်သူတို့အချိန်လိုက်အပိုင်းလိုက်ပြတဲ့အကောင့်တွေရှိုးပွဲတွေပေါ့နော်အဲ့ဒါကြီးပါကြည့်လို့ရပါဘူးဥပမာဆိုလို့ရှိရင်လက်ပိုင်းရှိုးတို့နောက်ပြီးတော့ဆင်ရှိုးတို့နောက်ပြီးတော့မြောက်တွေလက်ဝိတ်ထိုးတဲ့ရှိုးတို့နောက်ပြီးတော့လူတွေတင်ဆက်ထားတဲ့ဒီ folio ရှိုးတို့ပေါ့နော်အဲ့လိုရှိုးတွေအများကြီးအချိန်လိုက်ဝင်ကြည့်လို့ရရပါတော့Safari ရောထဲမှာမဝင်ခင်ဒီအပြင်ဘက်မှာကားနဲ့ပတ်ကြည့်လို့ရတဲ့ဥစ္စာလေးရှိရပါတော့သူကတော့တယောက်ကို100ပေးရတယ်ပေါ့အဲ့ဒါလေးပတ်ကြည့်လို့ရတယ်နောက်ပြီးတော့ဒီ river boat စီးပြီးတော့အဲဥစ္စာနဲ့လည်းဝင်ကြည့်လို့ရရပါတော့ဝင်ချင်းနေနေရတော့တီးတဲ့တစ်ခုချင်းစီဝင်မယ်ဆိုလို့ရှိရင် Safari ဘက်ကလူကြီးက1000ကလေးက900ပေါ့နော် Marine ရေနေသတ္တဝါကြီးပြတဲ့ဥစ္စာဆိုလို့ရှိရင်လူကြီးက1000ကလေးက1100ပေါ့နော်အဲ့ဒါကိုမှပေါင်းပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်လူကြီးက1500ကလေးက1400ပေါ့နော်အဲ့ဒါကိုမှကျွန်တော်တို့ကဒီအပြင်ကရောင်းတဲ့ agent တွေစီကနေဝင်မယ်ဆိုလို့ရှိရင်ကျွန်တော်990 1000လောက်နဲ့ကြည့်လို့ရတယ်ပေါ့နော်သူကတော့ buffet ပါပေါ့အဲ့လိုဝယ်သွားပို့ပြီးတော့တန်တယ်ပေါ့နော်နောက်ပြီးတော့ဒီ time မှာအလုပ်လုပ်နေတဲ့သူတွေနန်းပြီးနန်းဦးအဲ့လိုမီကိုဗီဇာနဲ့နေတဲ့သူဆိုလို့ရှိရင်ဈေးကထောက်ဝက်ရှိရပါတော့ကလေးဆိုလို့ရှိရင်100 CR အောက်ဆိုလို့ရှိရင် free ဖြစ်ပါတယ်100 CR အထက်နောက်ပြီးတော့130 CR အထက်ဆိုရင်တို့လူကြီးအနေနဲ့တတ်မှတ်တယ်ပေါ့နော်အဲ့ဒါလူကြီးကပေးရပါတယ်ဒါတော့ Safari ကိုဝင်ပေါက်ဖြစ်ပါတယ်Safari ဘောအတွင်းထဲကိုသူတို့ ferry နဲ့တိုးထွက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့လက်မှတ်ဝယ်ပြီးတော့ဒီနေရာနေတန်းစီပြီးတော့စီးရပါမယ်အခုဆိုရင်စပြီးတော့ထွက်ပါပြီကျွန်တော်တို့အပြာရောင်လေးကတော့ marine ပေါ့နော်ရှင်းနေသတ္တဝါပြတဲ့အဝင်ပေါက်ပေါ့နော်ကျွန်တော်ပုတ်တွေပါလေးစီးတဲ့နေရာပေါ့ဒီဘက်ကအနီရောင်ကျတော့ကျွန်တော်တို့ဒီ ferry ကားနဲ့အကောင့်လေးတွားကြည့်တဲ့ဂိတ်ပေါက်ပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်ကိုပိုင်ကားပါတယ်ဆိုလို့ရှိရင်ကိုပိုင်ကားနဲ့တက်လက်မှတ်ဝယ်ပြီးတော့လည်းဝင်လို့ရရပေါ့နော်အထက်မှာဆိုလို့ရှိရင်တို့သတ္တဝါလေးတို့ဘေးမဲ့လှုပ်ပေးထားရပါတော့ဒီနေရာကတော့ငှက်တွေထားတဲ့နေရာပါနော်နောက်ပြီးတော့မြေကြားတွေရှိမယ်တရေတွေသမင်တွေနွားတွေအဲအကုန်လုံးဘေးမဲ့ထားပေးထားရပါတော့နောက်ပြီးတော့ ferry ကားပေါ်ကနေကျွန်တော်ကလောက်တွေလည်းမြင်ရတယ်ပေါ့နော်ဒါတော့ကလောက်တွေထားရနေဖြစ်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့ချင်းသေးတွေထားတဲ့နေရာကိုရောက်ခဲ့ပဲပေါ့နော်သူတို့ကတော့တသက်အကာရန်တစ်ခုနဲ့ထားရပါတယ်ခုနကမြင်းကြားတို့ကလောက်တို့နဲ့နေရာနဲ့မတူဘူးပေါ့နော်အဲမြင်းကြားရောင်ကားလေးနဲ့ဥစ္စာတော့သူတို့အစာကျွဖို့ခန့်ထားတဲ့ဘာရီဘောကဝန်ထမ်းတွေစီးတဲ့ကားဖြစ်ပါတယ်နောက်ပြီးတော့ကြားတွေကိုပေးမဲ့လွတ်ထားတဲ့နေရာကိုရောက်ပါပြီ
အခုဗီဒီယိုလေးကပြေးသွားတဲ့ channel ပိုင်းတွေကိုနောက်ဗီဒီယိုတွေမှာစုံစုံလေးလိုက်ပြန်လဲဆက်တော့မယ်အားလုံးကိုကျေးဇူးတင်ပါတယ်